Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြသွားမှာတော့ page တစ်ခုစိမ်းတော့ခဲ့တဲ့ဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးပြပြသွားမယ်ဒီ page ကကျွန်တော်ရှိမှာ service အတုံးအောင်ဆိုရင် straight လေးတွေ9ချိန်6ချိန်တော့ထိပြီးမှ page quality အနီးအဖြစ်မှာ service အတုံးဥစားကျွန်တော်ရှိမှာ service app ပြီးတိတ်မကြောက်ရက်ပိုင်းအတွင်းမှာ page ကစိမ်းတော့ခဲ့တယ်အဲ့အတွက်ကျွန်တော်တို့ဒီ page က video live group ဆိုတဲ့ဥစားနဲ့ပတ်သက်ပြီးကျွန်တော်တို့ချက်ပြပြီးမှာပေါ့နော်ဒီမှာတော့သူကကျွန်တော် add လုပ်တယ်ကျွန်တော် admin လက်ခံတဲ့အကြောင်းဘာညာပြောဒီမှာသူကျွန်တော် admin ထည့်ပေးတယ်ဒီမှာဒါသူ့ရဲ့ page ဖြစ်တယ်ပေါ့နော်ဒီမှာဆို copyright strike အရင်များတယ် copyright post အရင်များတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာသူစာပစ်ကြီးလည်းကျွန်တော်ထည့်ပေးတယ်ပြီးလို့ရှိရင်တော့သူ account ပြန်စိမ်းနိုင်ပါမလားရက်အတော်ကြာလောက်လားဘာညာဆိုပြီးသူကပြောတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာ edit နည်းတွေဘာညာသူ့ကို Telegram ကနေ video file လေးထည့်ပေးရပါတော့ပြီးရင်ဒီ admin account နဲ့စစ်ကြည့်ပါ admin account အနီးအဖြစ်နေလား error တက်နေလားပေါ့နော်အကုန်လုံးစစ်ခိုင်းပြီးမှကျွန်တော်ဘက်ကနေသူ့ page ကိုဖြစ်နေတဲ့ error တွေဖြည့်ရှင်းပြီး page မှာရှိတဲ့အမားတွေအားလုံးဖယ်ရှားပြီးမှ page ကိုပြုပြင်ပေးလိုက်တဲ့အချိန်မှာ page ကအချိန်တိုအတွင်းမှာပဲလုံးဝစိမ့်တော့ခဲ့တယ် page စိမ့်တော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ message shop ပေါ့အခုမှ page စိမ့်တဲ့အတွက်ကြောင့်မို့ rich engagement ကျနေသေးတယ် page ကအခုမှစိမ့်တဲ့အတွက်ကြောင့် rich engagement ကျနေရပေါ့နော်နောက်ထပ်ရက်ပိုင်းအတွင်းမှာဆိုရင် rich engagement တိတိကျကျပြန်ကောင်းလာမယ် page ကဒီနေ့မှစိမ့်တဲ့အတွက်ကြောင့်မို့ rich ကျနေသေးတယ်ပေါ့နော်ဒါပေမဲ့ page ကိုနောက်ထပ်4-5-6ရက်စက်တိုက် post content တင်ပြီးအလုပ်လုပ်ဆောင်သွားမယ်ဆိုရင် page က performance အရင်ကောင်းတော့ခဲ့မယ်အခုလိုမျိုး page စိမ့်တော့ခဲ့တဲ့အတွက်ကြောင့်မို့ page is recommendation enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ page မှာတင်လိုက်တဲ့ post content တွေအားလုံးဟာဒီ page မှာရှိတဲ့ follower အားလုံးရှိတဲ့ notification ရောက်မယ်ဒီ page နဲ့ follow မဖြစ်တဲ့အခြားလူတွေကိုလည်း Facebook က automatic suggest အနေနဲ့ပို့ပေးမယ့်အတွက်ကြောင့်မို့ follower အသစ်တွေတိုးလာမယ် viewer အသစ်တွေတိုးပြီးလာမယ့်အတွက်ကြောင့်မို့ page ရဲ့ performance ကောင်းလာမယ်ပြီးရင် page ရဲ့ဈေးအောင်ဈေးဝယ်လည်းအရင်ထက်ဆိုင်တိတိကျကျပြောင်းလဲလာပါမယ်ခင်ဗျာနော်အခုလိုမျိုးယုံကြည်ပြီးကျွန်တော်ရှိမှာ service အတွက်ဒီအမကိုလည်းကျေးဇူးတင်ပါတယ်ဒီအမကလည်း page အကြီးပါပဲခင်ဗျာသူ့ page ကတော်တော်လေးကို rich engagement ကျတော့ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြပြင်လိုက်တဲ့တိတ်မကြောက်ပြန်ကောင်းတော့မယ်ဒီမှာစင်ကျွန်တော်တို့ boost အပိုင်းနဲ့ပတ်သက်ပြီးသူကကျွန်တော်ပြောတာပေါ့နော်ဒါပေမဲ့ boost အပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တော့ boost အပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တော့မလုပ်ပေးဘူးဒါပေမဲ့ဘယ်လို boost လုပ်သွားရမလဲဘယ်လိုလုပ်ဆောင်သွားမလဲ page ကိုဘယ်လိုစစ်သွားမလဲဆိုဒီမှာအားလုံးကျွန်တော် voice message နဲ့သူပြောပြပေးတာပေါ့နော်ဒီ page owner နည်းနည်းအလုပ်များတဲ့အတွက်ကျွန်တော်ဒီ page owner နည်းနည်းဒီစာပြန်နည်းနည်းကြာတာပေါ့နော်Okay အကယ်လို့လူကြီးမင်းတို့ page မှာလည်း page quality အနီးအဝါရောင် profile အနီးအဝါရောင် payment ပိုင်း error တက်တဲ့ဘာညာတရကနဲ့ပတ်သက်ပြီးအားလုံးကျွန်တော်ရှိမှာ subs အနိုင်ပါတယ် subs message အပေါ်မှာကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်ဖြစ် Telegram ဖြစ်ဖြစ်တဆင့် contact လုပ်မှမြင်နိုင်တဲ့အားလုံးကျေးဇူးတင်ပါတယ်